လူထုစန့်ကျင်မှုတွေကြောင့်ဆယ်စုနှစ်တစ်ခုကျော်ကြာရပ်ဆိုင်းထားခဲ့တဲ့အေယာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို2026ခုနှစ်မှာပြန်အသက်သွင်းဖို့စစ်ကော်မရှင်ကရှေ့လန်းပြင်နေပါပြီစစ်ကော်မရှင်ရဲ့ဒုတိယစစ်ကောင်းဆောင်က2025ဒီဇင်ဘာ16ရက်ကသူ့ရဲ့မြစ်ကြီးနားခရီးစဉ်မှာစီမံကိန်းကိုပြန်ဆဖို့ပြင်ဆင်ထားချက်တွေကိုကချင်အရက်ဖက်အဖွဲ့ခေါင်းဆောင်တချို့နဲ့မြို့ကန်တချို့ကိုရှင်းပြခဲ့ပါတယ်ဆယ်ရဲ့အမြင့်ကိုရှော့ချပြီးဆယ်ရဲ့ငလင်တန်ခံနိုင်တဲ့ပမာဏကိုတိုးမြင့်တိစောက်ဖို့စစ်ကော်မရှင်အာဏာပိုင်တွေကပြင်ဆင်ထားတယ်လို့အဲ့ဒီအစည်းအဝေးကိုတက်ရောက်ခဲ့သူက BBC ကိုပြောပါတယ်။ရွေးကောက်ပွဲပြီးတာနဲ့2026ခုနှစ်မှာပြန်စဖို့သူတို့စစ်ကော်မရှင်နဲ့တရုတ်ဖက်နားလည်မှုစာချုပ်လွှာထိုးပြီးကြပြီလို့သိရတယ်လို့စီမံကိန်းပြန်လည်စတင်မဲ့အခြေအနေကိုသိရှိတဲ့သတင်းရင်းမြစ်ကပြောပါတယ်။စစ်ကော်မရှင်ကမြစ်ဆုံပြန်စာရေးကိုဘယ်လိုပုံစံပြင်ဆင်နေပါသလဲ။ဒီအပေါ်ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ကချင်ပြည်နယ်မြို့တော်မြစ်ကြီးနားဒေသခံတွေကရောဘယ်လိုတုံ့ပြန်ကြလဲ။ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်ဖတ်ပြပေးမယ့်ဆောင်းပါးတစ်ပုဒ်ကတော့မြစ်ဆုံစီမံကိန်းကိုစာချုပ်ပြင်ပြီးပြန်အသက်သွင်းဖို့စစ်ကော်မရှင်ကြိုးပမ်းဆိုတဲ့ BBC မှဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်ဒီဇင်ဘာ16မြစ်ကြီးနားအစည်းအဝေးမှာဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကမန္တလေးငလင်ကြီးလှုပ်ခတ်မှုပမာဏထက်ပုံမခံနိုင်ရရှိတဲ့ဒီဇိုင်းကို Asia Carter Professional Engineer ACPE အဖွဲ့ကပညာရှင်တွေနဲ့အကြံပြုတွက်ချက်ပေးသွားမှာဖြစ်ပါတယ်လို့ပြောပါတယ်စစ်ကော်မရှင်အပြောအရကနဦးစီစဉ်ထားတဲ့ကွန်ကရစ်ကြောက်ဖြည့်တမန်အမျိုးအစား10ကိုမှငလင်အင်အားအဆင့်8မဂနီကျူကျော်အထိခံနိုင်ရရှိတဲ့ပမာဏနဲ့တိစောက်မယ်လို့ဒုတိယစစ်ကောင်းဆောင်ကပြောပါတယ်တက်ချုပ်ကြီးက8.5မဂနီကျူငလင်ပြင်းအားအထိခံနိုင်အောင်တိစောက်ဖို့ပြောထားတယ်လို့ဒုချုပ်ကတော့အစည်းအဝေးမှာပြောလာတယ်တခြားသူတို့ပြောဆိုချက်တွေအရသူတို့ဆက်လုပ်မာတွေအားလုံးစီစဉ်ပြီးနေပြီလို့မြေကြီးနားမြို့ကန်ဘာသာရေးကောင်းဆောင်တို့ကပြောပါတယ်မြစ်ဆုံစီမံကိန်းကို2021မတိုင်ခင်ရှေ့ပိုင်းကာလတွေမှာဒီဇိုင်းမမတ်လေးလာခဲ့တဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာအရက်ဖက်အဖွဲ့တစ်ခုကတော့ကွန်ကရစ်ကြောက်ဖြည့်ဆယ်တမန်ပုံစံဟာမူလကနဦးကလေးကတိစောက်မဲ့ဒီဇိုင်းဖြစ်တယ်လို့ပြောပါတယ်။အရင်ကလေးက CFRD ကွန်ကရစ်ကြောက်ဖြည့်တမန်နဲ့တိစောက်ဖို့လှုပ်ထားတာပါ။မူလဒီဇိုင်းပါ။ CFRD ရဲ့သဘောကငလင်တန်ခံနိုင်အောင်လို့ရည်ရွယ်ပြီးစောက်တာပါလို့အမည်မသုံးစေလိုတဲ့ဒီအဖွဲ့ကပညာရှင်တဦးကပြောပါတယ်အေယာဝတီမြစ်ဖျားဒေသရှိမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဟာကချင်ပြည်နယ်မြစ်ကြီးနားမြို့နယ်23မိုင်ခန့်39ကီလိုမီတာအကွာမှာရှိပါတယ်။ကချင်ပြည်နယ်ရဲ့မြောက်ပိုင်းမှာရှိပြီးမလိခနဲ့မေခမြစ်ပေါင်းစုံတဲ့နေရာမှာတိစောက်ဖို့2006ခုနှစ်မှာစတင်ခဲ့တာဖြစ်ပါတယ်။2011ခုနှစ်ဦးသိန်းစိန်အစိုးရလက်ထက်မှာတော့လူထုရဲ့ကန့်ကွက်မှုကြောင့်ရပ်ဆိုင်းခဲ့ပါတယ်။2016ခုနှစ်နောက်ပိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကအစိုးရတာဝန်ကိုလွှဲပြောင်းရယူချိန်မှာစီမံကိန်းပြန်စနိုင်ရေးတရုတ်ကလှုပ်ရှားစည်းရုံးခဲ့ပါတယ်။ဒါပေမဲ့ NLD အစိုးရကာလ9နှစ်နီးပါးအတွင်းမှာစီမံကိန်းပြန်စနိုင်ခဲ့တာမရှိပါဘူး။မင်းအောင်လှိုင်ဟာ2018ခုနှစ်ကသူ့ရဲ့မြစ်ကြီးနားခရီးစဉ်မှာမြစ်ဆုံအရေးနဲ့ပတ်သက်ပြီးတက်မတော်အနေနဲ့ပြည်သူလူထုရဲ့သဘောထားအတိုင်းရပ်တည်မယ်လို့ပြောခဲ့ပူးပါတယ်။ဒါပေမဲ့စီမံကိန်းရပ်ဆိုင်းပြီး12နှစ်ခန့်အကြာအာဏာသိမ်းပြီးနောက်2024ခုနှစ်ဧပြီ24မှာတော့အဲ့ဒီအချိန်ကစစ်ကော်မရှင်ကအေယာဝတီမြစ်ဆုံမြစ်ညာမြစ်ဝမ်းရေအားလျှပ်စစ်စီမံကိန်းဦးဆောင်အဖွဲ့ဖွဲ့စည်းကြောင်းကြေညာချက်စာထုတ်ပြန်ခဲ့ပါတယ်။အေယာဝတီမြစ်ဆုံမြစ်ညာမြစ်ဝမ်းရေအားလျှပ်စစ်စီမံကိန်းဦးဆောင်အဖွဲ့မှာလျှပ်စစ်စွမ်းအားဝန်ကြီးဌာနဒုတိယဝန်ကြီးနဲ့ကချင်ပြည်နယ်တယန်ဇာတာရေးရာဝန်ကြီးဌာနဝန်ကြီးတို့ဦးဆောင်ပါတယ်။အဖွဲ့ရဲ့လုပ်ငန်းတာဝန်တွေကကုမင်းမြို့အခြေစိုက်တရုတ်ကုမ္ပဏီဖြစ်တဲ့ SPIC Yuanan International Power Investment ရဲ့ဦးဆောင်အဖွဲ့နဲ့ပူးပေါင်းပြီးစီမံကိန်းအတွက်သုတေသနလုပ်ငန်းတွေနည်းပညာနဲ့ပြည်သူ့ဆက်ဆံရေးလုပ်ငန်းတွေကိုဆောင်ရွက်ရမှာဖြစ်တယ်လို့မြန်မာနိုင်ငံပြည်ထောင်စုမှာဖော်ပြထားပါတယ်။ SPIC YN ဟာမြစ်ဆုံစီမံကိန်းကိုစတင်အကောင့်ထဲပေါ်ခဲ့တဲ့တရုတ်အစိုးရပိုင်တရုတ်နိုင်ငံလျှပ်စစ်ဓာတ်အားရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း CPI ကိုနာမည်ပြောင်းထားတဲ့ SPIC ကုမ္ပဏီလက်အောက်ကဖြစ်ပါတယ်။အဲ့ဒီဦးဆောင်အဖွဲ့ဟာစစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့မြစ်ဆုံစီမံကိန်းပြန်စတင်ကြောင်းမကြာခဏဆိုသလိုထုတ်ပြောခဲ့မှုတွေနောက်မှာဖြစ်ပေါ်လာတာလို့တွက်ချက်ကြည့်နိုင်ပါတယ်။မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရပ်ဆိုင်းခဲ့ရတာကြောင့်လျှပ်စစ်ဓာတ်အားဖူလုံမှုမရှိဘူးလို့အာဏာသိမ်းစစ်ကောင်းဆောင်က2023ခုနှစ်ဩဂုတ်လမှာပထမဆုံးထုတ်ပြောခဲ့ပါတယ်။အဲဒီနောက်2025မေလကသူ့အစိုးရအဖွဲ့အစည်းအဝေးမှာလည်းထပ်ပြောခဲ့ပါတယ်။ထင်ရှားသည့်ဥပမာတစ်ခုကိုပြမည်ဆိုပါကမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရပ်ဆိုင်းခဲ့ရမှုမရှိပါကမဂါဝက်6000ရရှိမည်ဖြစ်ကြောင်းရှိပြီးဖြစ်သည့်လျှပ်စစ်ဓာတ်အားပေးစက်ရုံများနဲ့
မြစ်ဆုံရေအားလျှက်စစ်စီမံကိန်းတို့ပေါင်းဆက်လိုက်ပြီဆိုပါကလျှက်စစ်တအားလိုအပ်ရှာမှာပြည့်မီယုံသားမကကြော်လွန်သည့်အနေထားသို့ပင်ရောက်ရှိနိုင်ပြီဖြစ်ကြောင်းမင်းအောင်လှိုင်ကမေလာတုန်းကထပ်ပြောခဲ့တာဖြစ်ပါတယ်ဒုတိယစစ်ကောင်းဆောင်ရဲ့မြေကြီးနားကတွေ့ဆုံပွဲကိုတက်ခဲ့တဲ့စစ်တပ်နဲ့နှီးစပ်တဲ့သတင်းရင်းမြစ်ကတော့စီမံကိန်းပြန်စနိုင်ရေးစစ်ကော်မရှင်ကအားစိုက်လုပ်နေပြီလို့ပြောပါတယ်မြစ်ဆုံစီမံကိန်းကိုအစောပိုင်းကခန့်ကွက်ခဲ့ကြတဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအရက်ဖတ်အဖွဲ့တွေရဲ့အစည်းအဝေးခန်းစာတွေအရစီမံကိန်းကြောင့်ရေနစ်မြုပ်နိုင်တဲ့ area ဟာစင်ကာပူနိုင်ငံအရွယ်အစားဝန်းကျင်ရှိပြီးလူပေါင်းတောင်းချီရွှေ့ပြောင်းရနိုင်တယ်လို့ဆိုပါတယ်ဒါအပြင်စီမံကိန်းဟာမြန်မာနိုင်ငံရဲ့အခြေဆုံးစကိုင်းငလင်ပြည့်ရည်ကျော်နဲ့ကီလိုမီတာ30 18မိုင်လောက်သာဝေးတာကြောင့်ငလင်လောက်ခဲ့ရင်ရေကာတာပြိုကျနိုင်တဲ့အန္တရာယ်ရှိနေပြီးပြိုကျခဲ့ရင်တော့မြစ်ကြီးနားမြို့ဟာရေလွှမ်းမိုးနိုင်တယ်လို့အစီရင်ခံတွေကဆိုထားပါတယ်ဒိုးကျိုရဲ့မြစ်ကြီးနားခရီးစဉ်မတိုင်ခင်ပြီးခဲ့တဲ့နိုဝင်ဘာလကစစ်ကော်မရှင်ရဲ့နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြီးနဲ့လျှက်စစ်ဒုဝန်ကြီးဦးအေးကျော်တို့ဟာမြစ်ဆုံစီမံကိန်းပြန်စနိုင်ရေးမြစ်ကြီးနားကအရက်ဖက်အဖွဲ့တွေနဲ့တီကြားတွေ့ဆုံခဲ့တာလည်းရှိခဲ့ပါတယ်သူတို့ဆက်တိုက်လာပြီးဒါကိုပြန်စနိုင်ရေးတောက်လျှောက်တော့ပြောနေတယ်ဗိုလ်ချုပ်ရာပြီးလာတော့ကစီမံကိန်း PowerPoint တွေကိုပရိုဂျက်တာနဲ့စီမံကိန်းအသေးစိတ်ကိုရှင်းပြခဲ့တာသူတို့လက်ထဲမှာပြန်စမယ့်စီမံကိန်းကပုံပေါ်နေပြီလို့ဒုတိယဗိုလ်ချုပ်ကြီးရာပြီးရဲ့အစည်းအဝေးကိုတက်ရောက်ခဲ့သူတဦးကပြောပါတယ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာရပ်ထားရတဲ့မြစ်ဆုံစီမံကိန်းကိုပြန်စနိုင်ဖို့ငကိုကလေးကအတည်ပြုထားတဲ့အမြင့်ထက်နှိမ်ပြီးတော့စောက်လုပ်သွားဖို့ညှိနှိုင်းမှုတွေရှိထားတယ်လို့စစ်ကော်မရှင်ရဲ့မြစ်ဆုံစီမံကိန်းအစည်းအဝေးတွေကိုတက်ခွင့်ရခဲ့တဲ့မြစ်ကြီးနားသတင်းရင်းမြစ်ကဆိုပါတယ်ဟိုးအရင်ကတော့အမြင့်ပေ900ကိုအခုပြန်စရင်အမြင့်ပေ200ပတ်ဝန်းကျင်နဲ့စောက်မယ်လို့ပြောတယ်ပြီးတော့မေခမလိခရဲ့တည်ရှိမှုပျောက်သွားစရာမရှိဘူးဆိုပြီးသူတို့စစ်ကော်မရှင်ကပြောတယ်လို့သူကဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ရဲ့အစည်းအဝေးမှာသိရှိခဲ့ရတာကိုပြောပါတယ်မြန်မာမဟာဗျူဟာနဲ့မူဝါဒလေ့လာရေး Institute ရဲ့တရုတ်ရေးရာဌာန ISP မြန်မာ China Desk က2020ခုနှစ်အောက်တိုဘာလကဖော်ပြထားချက်အရဆယ်ဆောက်လုပ်မဲ့နေမြေအကျယ်ဝန်း18000 စတူရန်မိုင်အထက်ရေလောင်ကန်ကြီးရဲ့ရေအမြင့်980ပေဆယ်အမြင့်900ပေရေလောင်ကန်ကြီးရဲ့အမြင့်ဆုံးထိန်းနိုင်တဲ့ရေအမြင့်950ပေအများဆုံးထိန်းထားနိုင်တဲ့ရေကျူ34ဧကပေတန်းရင်းနှီးမြှုပ်နှံမှုခန့်မှန်းကုန်ကျစရိတ်အမေရိကန်ဒေါ်လာ 3.6 ဘီလီယံမြစ်ဆုံစီမံကိန်းကိုမဖြစ်မနေပြန်လည်စတင်လာမယ်ဆိုရင်ကချင်ပြည်နယ်အတွင်းကသဘာဝပတ်ဝန်းကျင်တက်ကြွလှုပ်ရှားသူတွေနဲ့လူထုကဆက်လက်ကန့်ကွက်မှုတွေလှုပ်ဆောင်လာနိုင်တယ်လို့မြို့ကန်ဘာသာရေးခေါင်းဆောင်တအုပ်က BBC ကိုပြောပါတယ်သူတို့ကအစည်းအဝေးတိုင်းမှာပြောထားတယ်တမျိုးလုံးကလူတွေရဲ့သဘောထားဆန္ဒကိုခံယူပါလူထုသဘောတူမှလုပ်ပါလို့အချင်းချင်းတင်ပြထားတယ်သူတို့မလုပ်ရင်တော့လူထုကသူတို့ဘာမှတေချာမသိရင်ကန့်ကွက်မှုတွေရှိနေမှာပဲလို့ဘာသာရေးခေါင်းဆောင်ကပြောပါတယ် ISP မြန်မာ China Desk ရဲ့အချက်အလက်အရ2006ခုနှစ်မှာ CPI ကုမ္ပဏီ SPIC လို့ပြောင်းလဲထားတဲ့ MOEE လျှက်စစ်စွမ်းအားဌာနမြန်မာလျှက်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနဲ့ရေအားလျှက်စစ်ဌာနတို့နားလည်မှုစာချုပ်လွှာ MOU လက်မှတ်ထိုးခဲ့ကြပါတယ်2009ခုနှစ်မှာတော့ BNCA ရဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာလေ့လာဆန်းစစ်မှုအစီရင်ခံစာ EIA ထွက်ရှိလာပြီးတော့နားလည်မှုစာချုပ်လွှာကိုအပြည့်အသက်လက်မှတ်ထိုးခဲ့ကြတယ်လို့ဆိုပါတယ်အဲ့ဒီနောက်2009-2010မှာတော့စီမံကိန်းနဲ့မလွတ်ကင်းတဲ့ကြေးရွာတွေကိုစတင်ရွှေ့ပြောင်းပြီးတိစောက်ရေးစီမံကိန်းအဆင့်1ကိုစတင်ခဲ့ကြရာလုပ်ငန်းခွင်အတွင်းပောက်ကွဲမှု၄ကြိမ်ဖြစ်တာကြောင့်လူသေဆုံးမှုတွေရှိခဲ့ပါတယ်ပြည်သူလူထုကန့်ကွက်တာကြောင့်သမ္မတဦးသိန်းစိန်ကသူ့အစိုးရတပ်တန်းကုံဆုံးတဲ့အထိစီမံကိန်းကိုရပ်ဆိုင်းကြောင်း2011ခုနှစ်စက်တင်ဘာလကုန်မှာကြေညာခဲ့တာကြောင့်မြစ်ဆုံရေအားလျှက်စစ်စီမံကိန်းကိုရပ်ဆိုင်းထားခဲ့တာအခုဆိုရင်14နှစ်နီးပါးရှိနေပြီဖြစ်ပါတယ်14နှစ်တာနီးပါးကာလအတွင်းမှာဒေသခံပြည်သူတွေတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေနဲ့ကချင်အရက်ဖတ်အဖွဲ့အစည်းတွေကတော့စီမံကိန်းအကောင့်တွေဖော်မယ်ဆိုရင်အေယာဝတီမြစ်စနစ်အပေါ်ရေရှည်အန်ဒရိုရီဖြစ်လာနိုင်တယ်ဆိုပြီးကန့်ကွက်ထားကြပါတယ်တစ်ဖက်ကစစ်တပ်ကိုထောက်ခံအားပေးနေသူတွေကတော့ရေအားလျှက်စစ်စီမံကိန်းဟာမြန်မာရဲ့လျှက်စစ်တပ်အားမလုံလောက်မှုပြဿနာကိုရှော့ချပေးနိုင်မယ်လို့ပြောနေကြတာပါအရင်သဘောတူညီချက်တွေအရစီမံကိန်းကထုတ်လုပ်မဲ့လျှက်စစ်တပ်အားအများစုကိုတရုတ်နိုင်ငံကိုတင်ပို့ဖို့ရည်ရွယ်ထားပြီးမြန်မာပြည်သူတွေအတွက်အကျိုးကျေးဇူးမမျှတနိုင်ကြောင်းကိုလည်းထောက်ပြထားကြပါတယ်နိုဝင်ဘာလကဗိုလ်ချုပ်ကြီးရာပြည့်ရဲ့မြစ်ကြီးနားမြို့ကမြစ်ဆုံစီမံကိန်းနဲ့ပတ်သက်တဲ့အစည်းအဝေးကိုတက်ခဲ့တဲ့မြစ်ကြီးနားမြို့ကန်သတင်းရင်းမြစ်ကတော့စစ်ကော်မရှင်နဲ့တရုတ်ကုမ္ပဏီကြားမှာအကျိုးအမြတ်ခွဲဝေမှုစာချုပ်ကိုပြန်လည်ပြင်ဆင်ချုပ်ဆိုထားတယ်လို့သိရှိရကြောင်း BBC ကိုပြောပါတယ်။စာချုပ်ပြင်ဆင်ချုပ်ဆိုတဲ့အချက်ကိုသိရှိနိုင်ဖို့ BBC ကဗိုလ်ချုပ်ရာပြည့်နဲ့လျှက်စစ်ဒုဝန်ကြီးရဲ့အစည်းအဝေးကိုမြို့မိမြို့ဖတအုပ်အနေနဲ့တက်ရောက်ခဲ့တဲ့မြစ်ကြီးနားမြို့ကန်တအုပ်ကိုဆက်သွယ်မေးမြန်းခဲ့ပါတယ်။ဗိုလ်ချုပ်ရာပြည့်နဲ့လျှက်စစ်ဒုဝန်ကြီးကစာချုပ်ပြင်ချုပ်ထားတယ်ဆိုတာပြောပါတယ်။အရင်ကစာချုပ်အကျိုးမြတ်ကတရုတ်90နဲ့မြန်မာ10%ပေါ့အခုတော့တရုတ်60နဲ့မြန်မာ40%လို့ပြင်ထားတယ်ဆိုပြီးပြောတယ်ဒါပေမဲ့ပြည်သူကိုရှပြမှယုံကြမှာပေါ့သူတို့ပြောရုံနဲ့ကျွန်တော်တို့ကဘယ်လိုယုံရမလဲလို့မြေကြီးနားမြို့ခံကပြောပါတယ်လက်ရှိအချိန်ထိမြန်မာစစ်ကော်မရှင်အာဏာပိုင်တွေက
စီမံကိန်းပြန်စာရေးပြောနေပေမဲ့စီမံကိန်းရဲ့စာချုပ်စာတမ်းပြင်ဆင်ချုပ်ဆိုမှုရပိုင်ခွင့်နဲ့စီမံကိန်းလည်ပတ်ဆောင်ရွက်မဲ့ပုံစံတွေကိုတရားဝင်ရှပြပြောဆိုတာမျိုးမရှိသေးပါဘူးစစ်ကော်မရှင်ရဲ့အစိုးရအဖွဲ့အာဏာပိုင်တွေကင်ဆွဲပြောနေတဲ့အချက်ကမြစ်ဆုံစီမံကိန်းဆောက်လုပ်လိုက်မယ်ဆိုရင်လျှက်စစ်တပ်အားလုံလောက်ဖူလုံမှုအပြင်နှစ်စဉ်ရေကြီးမှုကြုံနေရတဲ့မြစ်ကြီးနားနဲ့ကချင်ပြည်နယ်အတွက်ရေဘေးအန္တရာယ်လွတ်သွားမယ်ဆိုတာဖြစ်ပါတယ်ဗိုလ်ချုပ်ကြီးရာပြည်ရောဒူးချုပ်ရောပြောနေကြတာမှာတူနေတာကအေယာဝတီမြစ်အထက်မှာရွှေတူးတာကြောင့်နှုံးတင်ပြီးမြစ်ကျန်းပြင်မြင့်တက်လာတယ်မြစ်ကြီးနားမြို့ကိုရေလွှမ်းနေတယ်ဒါကိုဆယ်ကရေလောင်လိုက်ရင်ဖြည့်ရှင်းပြီးသားဖြစ်မယ်ဆိုပြီးစီးယုံကြတယ်လို့အဲ့ဒီအစည်းအဝေးနှစ်ခုလုံးကိုတက်ခဲ့တဲ့သတင်းရင်းမြစ်ကပြောပါတယ်ဒါတင်မကအေယာဝတီမြစ်တစ်ချောင်းမြစ်ဝကျွန်းပေါ်ပင်လယ်ဝအထိနှစ်စဉ်နှွေမိုးဆောင်ရေပြင်အမြင့်10မီတာအမြဲရှိပြီးအေယာဝတီတိုင်းဒေသကြီးကမြစ်ကြီးနားအထိမြစ်တွင်းသွားတင်မော်ကြီးတင်မော်ငယ်တွေတည်ယူပို့ဆောင်နိုင်မယ်လို့လည်းပြောဆိုတယ်လို့ဆိုပါတယ်မြစ်ကိုပိတ်ပြီးရေလောင်လိုက်တဲ့အခါမြစ်ရဲ့ဂေဟစနစ်ပြည့်ရင်းသွားတာလို့တဘာဝပတ်ဝန်းကျင်ပညာရှင်တွေနဲ့ဒီအရေးလှုပ်ဆောင်သူတွေကတောက်လျှောက်ပြောထားကြတာဖြစ်ပါတယ်တယံဇာတပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်ဦးစုံသိန်းကတော့စစ်ကော်မရှင်ခေါင်းဆောင်တွေကင်ဆဲပြောနေတဲ့အာသာချက်တွေဆိုတာကိုညှင်းဆိုထားပါတယ်ဇီဝမျိုးကွဲတွေရဲ့အသက်တွေကိုချိန်ချောက်မယ်လူထောင်ကြီးရွှေ့ပြောင်းရမယ်မြေကြောင်းကိုမိခိုနေတဲ့လူတွေရဲ့စားရည်ရိတ်ခါလောင်ကျုံမှုကိုချိန်ချောက်မယ်အပြင်ဆယ်အောက်မှာရှိနေတဲ့လူတန်းရှိရဲ့အသက်အိုးအိမ်ကိုလည်းချိန်ချောက်ရရောက်ပါမယ်ထိလွယ်ချလွယ်အရက်မှာပဋိပက္ခကိုပိုဆိုးစီနိုင်တဲ့အန္တရာယ်ရှိတယ်လို့သူကမှတ်ချက်ပြုပါတယ်တစ်ချိန်တည်းမှာပဲတိဆောက်ရေးနည်းပညာကမြန်မာမှာမရှိတာကြောင့်တရုတ်စိုက်ထုတ်ငွေနဲ့ဆောက်လုပ်ရမယ်ဆိုရင်ကျွေးမြီထောင်ချောက်တဲ့ကြောက်ရောက်နိုင်တယ်ဆိုတဲ့ယူဆချက်တွေလည်းရှိနေပါတယ်။တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်ဦးစုံသိန်းကတော့တရုတ်နဲ့စစ်တပ်ကြားမှာအပေးယူသဘောရှိနေတယ်လို့စစ်တပ်ဟာသူ့ရဲ့စစ်ရေးအားနည်းချက်ကိုနိုင်ငံရေးနည်းလမ်းနဲ့အသာစီးယူဖို့ပြင်လာတာလို့သူ့အမြင်ကိုပြောပါတယ်။တရုတ်ကမြန်မာနိုင်ငံရေးအကြက်အတဲကိုအခွင့်ကောင်းယူပြီးစီမံကိန်းတွေပြန်ဆောက်ဖို့ကြိုးစားလာတယ်လို့စစ်တပ်ကလည်းရှမ်းမြောက်ကနေရာတွေကိုတရုတ်အကူအညီနဲ့ပြန်ရခဲ့တာကြောင့်တရုတ်လိုချင်တာပြန်ပေးရမှာမျိုးလို့ကောက်ချက်ချပါတယ်။သူတို့အဲ့ဒီမှာဘလို့မှအစိုးမရဘူး PDF နဲ့ KIA တွေကစိုးမိုး area ဖြစ်နေပြီတရုတ်ကလာမယ်ဆို KIA အတွက်နည်းနည်းအခက်အခဲရှိတယ်လေအဲ့ဒါကြောင့်စစ်ရေးလဲပါတယ်လှုပ်ရှင်တာ KIA ကတရုတ်ကိုအလျှော့ပေးရမယ်လေဒါမျိုးတွေရှိတယ်လို့ဦးစုံသိန်းကပြောပါတယ်လက်ရှိမှာကချင်ဒေသတစ်ခုလုံးကိုထိန်းချုပ်နိုင်ရေးကချင်လွတ်လပ်ရေးတပ်မတော်ကကြိုးပမ်းနေတဲ့စစ်စင်ရေးတွေလည်းရှိနေပါတယ်ကချင်ဒေသရဲ့နိုင်ငံအဆင့်စီမံကိန်းတွေဟာ KIA KIO ရဲ့သဘောထားပေါ်မှာမူတည်တယ်လို့ကချင်လူထုအများစုကခံယူလက်ခံထားတဲ့အခြေအနေရှိနေပါတယ်2019-2018ကာလတွေကတရုတ်နိုင်ငံပတ်ရှမ်းမှာ KIA တာဝန်ရှိသူတွေကိုတရုတ်ကတွဲဆောင်ချိန်မှာနေရာအကြားလက်မရှိလျှက်စင်ပြီးရနိုင်မဲ့အခြေအနေကိုဇောင်းပေးဆွေးနွေးခဲ့ပြီး KIA ရဲ့သဘောထားကိုမေးမြန်းခဲ့တယ်လို့အဲ့ဒီအစည်းအဝေးမှာရှိခဲ့သူတို့ကပြောပါတယ်အဲ့ဒီတုန်းက KIA ကတရုတ်ကိုဘာဖြေတယ်လဲဆိုတော့လူထုရဲ့သဘောထားကိုမေးပါလူထုကသဘောတူရင်ကျွန်တော်တို့သဘောတူတယ်လူထုသဘောမတူရင်ကျွန်တော်တို့သဘောမတူဘူးလို့ KIA တာဝန်ရှိသူကပြန်ပြောခဲ့တယ်လို့အဲ့ဒီအစည်းအဝေးမှာရှိခဲ့သူကပြန်ပြောပြပါတယ်စစ်ကော်မရှင်က2026ခုနှစ်မှာမြစ်ဆုံစီမံကိန်းပြန်စဖို့ပြင်ဆင်လာတာနဲ့ပတ်သက်ပြီးကချင်လွတ်လပ်ရေးတပ် KIA KIO ရဲ့သဘောထားကို BBC ကမေးမြန်းခဲ့ပါတယ် KIA KIO အနေနဲ့ပြည်သူလူထုကိုအားကိုးပါတယ်ပြည်သူလူထုကလက်မခံဘူးကန့်ကွက်မယ်လို့ယုံကြည်ပါတယ်လူထုကလက်မခံတာကိုကျွန်တော်တို့လက်မခံပါဘူးလို့ KIA ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ် BBC မှစောင်းပါတစ်ပုဒ်ဖြစ်ပါတယ်